ပါဗျာဒီကျွန်တော်ပေါ့နော်ဒီ3ရက်နေအတွက်12နာရီအတွက်ထိတ်စီးကိုကျွန်တော်အကောင်းဆုံးတော့ကြည့်ပေးတာတယ်ဒီနေ့အတွက်အနီးကထိတ်စီးလေးက983ညလို့ကျွန်တော်တို့၄လုံးထိယူတယ်ပေါ့နော်ဒါမိတ်ဆွေကတ်တီးရှိလို့ရှင်ဒဲပဲကစားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကောင်လေးကိုကတ်တီးကောက်မလဲလို့အကြံပြုချင်တာဒါကတော့ကျွန်တော်ရဲ့ Telegram Channel ပဲဖြစ်ပါတယ်ဒီ Channel လေးကိုမိတ်ဆွေများကရှာပြီးတော့အခမဲ့ join နိုင်ပါတယ်ကျွန်တော် VIP ကတ်တွေအများကြီးကိုတင်ပေးပါတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်ကတော့989ဆိုပြီးတော့ main ဒီထိတ်စီးကိုအတိအကျကြည့်ပေးလိုက်တယ်ပေါ့နော်သူနဲ့ကတ်မဲ့အကောင့်ဒီတခြား channel တွေကဘာတွေ on နေရလဲဆိုတော့ hot take ကို234လို့ on နေတာရှိတယ်ဒါကြောင့်မလို့ဒီ234နဲ့989နဲ့993ညနဲ့တော့ရန်လိုက်ပေါ့နော်234နဲ့989နဲ့ကတ်ပြီးတော့မိတ်ဆွေကိုကစားနိုင်တယ်ပေါ့နော်ဒါတခြားဆရာတွေ on နေတဲ့ hot take ပဲပေါ့နော်234ဒါကျွန်တော်ကတော့993ညဆိုပြီးတော့ store လေးကိုတေချာတော့ကြည့်ပေးထားပါတယ် Okay အားလုံးအဆင်ပြေရှောင်းပေးကြပါစေညနေတစ်ချိန်လဲထိတ်စီးတွေတင်ပေးအောင်ပါပေါ့နော်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမနှိပ်ရသေးဆိုတော့တယောက်တစ်ချက်စီနှိပ်သွားပေးကြတော့တောင်းဆိုပါတယ် Okay see you bye bye next video